ကျမ်းမာခြင်းဟာစီးစိမ်ဥစ္စာထက်ပိုမိုတန်ဖိုးရှိတဲ့ဆိုတဲ့စကားအတိုင်းကျွန်တော်တို့ရဲ့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဟာအခြေခံအကြောင်းဆုံးဖြစ်ပါတယ်။ဧပြီလ9ရက်နေ့ကိုတော့ကမ္ဘာကျန်းမာရေးနေ့အဖြစ်သတ်မှတ်ထားကြပါတယ်။1948ခုနှစ်ဒီလိုနေ့မျိုးမှာကမ္ဘာကျန်းမာရေးအဖွဲ့ကြီး WHO ကိုစတင်တည်ထောင်ခဲ့တာကိုအထိမ်းအမှတ်ပြုပြီးကျင်းပလာခဲ့တာဖြစ်ပါတယ်။ဒီနေ့မှာကမ္ဘာတစ်ဝန်းလုံးကလူသားအလုံးအရေးအသွေးရှိတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုတန်းတူညီတူရရှိနိုင်ဖို့တိုက်တွန်းနှိုးဆော်လေးရှိကြပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်ခြင်းနဲ့မိမိကိုယ်ကိုဂရုစိုက်ခြင်းတို့ဟာအလွန်အရေးကြီးပါတယ်။အာဟာရဖြည့်ဝအောင်စားတောက်ခြင်းလုံလောက်စွာအနားယူခြင်းနဲ့စိတ်ဖိစီးမှုတွေကိုလျှော့ခြင်းကကျွန်တော်တို့ရဲ့အဖို့တန်တဲ့ဘဝကိုပိုမိုရှင်သန်စေပါတယ်။ဒီနေ့ဟာကရုဏာတရားလူသားအလုံးကျန်းမာရေးနဲ့စေပညာရေးတန်ဖိုးတို့ကိုအလေးပေးပါတယ်။မိမိကိုယ်ကိုတော့မိမိပတ်ဝန်းကျင်ကသူတွေကိုပါကျန်းမာအောင်နေထိုင်ဖို့တတိပေးနှိုးဆော်ရမယ်အကောင်းဆုံးအချိန်လေးပါတယ်။သင်ရောသင်ရဲ့ကျန်းမာရေးအတွက်နေ့စဉ်နေ့တိုင်းဘယ်လိုအလေးအချိန်ကောင်းလေးတွေကိုလှုပ်ဆောင်ဖြစ်လဲ။ကျန်းမာရေးနဲ့ပတ်သက်ပြီးသင်ရဲ့အကြံပြုချက်လေးတွေရှိရင်မျှဝေပေးခဲ့အောင်နော်။